ချမ်းရည်တဲ့နှင်းတွေကြားတဲ့ညမှာဒီဆင်းရဲနွမ်းပါးတဲ့မိန်းကလေးဟာသူမရဲ့ဆင်းရဲဒုက္ခကိုအဆုံးသတ်ဖို့အိမ်ခေါင်မိုးပေါ်ကနေခုန်ချခြင်းခဲ့တဲ့သို့တော်လွတ်လပ်၍ပြစ်ဒဏ်မခံရသေးသောအနိုင်ကျင့်သူများအကြောင်းသူမတွေးသောအခါတွင်သူမ၏လက်စားချေလိုစိတ်ပြင်းထန်လာသည်သူမ၏အနိုင်ကျင့်သူများကိုကြီးကြီးကျယ်ကျယ်ပေးချေရန်ဆုံးဖြတ်ခဲ့သည်တောင်ကန်သည်မူလကအလုပ်ကြိုးစားပြီးနာခံမှုရှိသောမိန်းကလေးတစ်ဦးဖြစ်တော်လဲသူမ၏ရင်သားသည်ရွယ်သူများထက်ပိုကြီးသောကြောင့်သူမ၏တငယ်ချင်းများကသူမကိုမနာလိုဖြစ်ပြီးနေ့စဉ်ရရက်ဆက်ဆက်ညှဉ်းပန်းနှိပ်စက်မှုများပြုလုပ်ခဲ့သည်တောင်ကျန်သည်ပင်ပန်းသည့်အထိအားကစားရုံထဲတွင်တွားသွားခဲ့ရသည်သူမကို200ရှိတဲ့ကောက်မြင်းတန်နှင့်သူမရဲ့တငယ်ချင်းတွေကညှဉ်းပန်းနှိပ်စက်ခံခဲ့ရပါတယ်အားကစားရုံတွင်တောင်ကျန်တနာစရာကောင်းသောအော်တန်များဖြင့်ပြည့်နေသည်ဒီမခံနိုင်တော့ပဲတောင်းကျင်ကရဲကိုအကူအညီတောင်းယုံသာတက်နိုင်သည်မထင်မှတ်ပဲအနိုင်ကျင့်သူရဲ့မိဘတွေကရဲတွေကိုလက်ထိုးကြတဲ့အတွက်ရဲတွေကအနိုင်ကျင့်သူတွေကိုသာဝေဖန်ပြီးမိဘတွေကိုအိမ်ပြန်ခိုင်းစေခဲ့ပါတယ်တောင်းကျင်ဟာသူမရဲ့နာကျင်စရာနေ့ရက်တွေကနေလွတ်မြောက်တော့မယ်လို့ထင်ခဲ့ပေမဲ့နောက်ဆုံးမှာတော့သူမကိုအနိုင်ကျင့်သူတွေရဲ့ရိုက်နှက်ဆုံးမမှုတွေကပိုပြီးပြင်းထန်လာခဲ့ပါတယ်တောင်ကျင်းကပိုးသက်ဆေးယူဖို့ဆေးရုံကိုသွားခဲ့တယ်။သူနာပြုဆရာမကချက်ချင်းပင်တောင်ကျင်းဤလက်စွပ်ကိုလှန်လိုက်သည်ဆိုးရွားလာသောမီးလောင်မှုသည်သူနာပြုဆရာမအားအလွန်အံ့ဩသွားစေသည်။သူနာပြုကသူ့ကိုဘသူကဒီလိုလုပ်တာလဲတောင်ကျင်းကိုမေးပေမဲ့တောင်ကျင်းကအရန်ကြောက်နေခဲ့တယ်။ထိုအချိန်တွင်ရင်းနှီးသောခေါင်းလောင်းတန်ထွက်ပေါ်လာသည့်အမျိုးသမီးကျောင်းသူတဦးကကန့်လန့်ကာကိုဆွဲဖွင့်ပြီးကျွန်တော်လှုပ်လိုက်တာလို့ပွင့်ပွင့်လင်းလင်းဖြေပါတယ်။အရင်ချိန်တွေကတောင်ကျင်းတန်ရာရတာတောင်သူမဟာအားလုံးကိုလှုပ်ခဲ့သူပါ။ဒီကျောင်းသားရဲ့နာမည်ကတော့ရင်းကျင်ပါယွန်းကျင်ရဲ့မိသားစုကချမ်းသာတာကြောင့်သူမဟာအမြဲတမ်းမာနကြီးတဲ့သဘောထားသူနာပြုတောင်မှသူမကိုဘာမှလုပ်မပေးနိုင်ဘူးညဘက်မှာတော့ရင်းကျင်ရဲ့အဖွဲ့ဟာတောင်းကျင်ရဲ့အခန်းထဲကိုခွင့်မပြုဘဲခိုးဝင်ခဲ့ပါတယ်ပထမဦးစွာသူတို့ဒီတောင်းကျင်ဝက်ချေးပံကိုဖျက်တောက်ပြီးပြောင်းလဲမှုအားလုံးကိုမြေပြင်ပေါ်တွင်လောင်းချကြသည်သူတို့ရဲ့အထက်တန်းစားအဆင့်တန်းကိုပြသဖို့သူတို့လုပ်ခဲ့ပုံရတယ်ဒီအချိန်မှာရင်းကျင်ရုတ်တရက်တစ်ချက်ကြည့်လိုက်တဲ့တောင်းကျင်တွေ့ရသောအဖျက်ဝူရောင်ခြေထောက်များကိုသူမမြင်ပြီးနောက်ကျမ်းပြင်ပေါ်ရှိတန်ကိုလှမ်းကြည့်လိုက်သည်ရင်းကျင်သည်အကြံတစ်ခုကိုရုတ်တရက်တွေးလိုက်ရာတောင်ကျန်သည်ရင်းတို့အားတန်ဖြင့်ရရက်ဆက်ဆက်နှိပ်စက်ခဲ့ပြန်သည်နောက်ဆုံးတော့ဒွန်ကျန်းကစိတ်ပြက်လက်ပြက်နဲ့ကြောင်းထွက်ဖို့ဆုံးဖြတ်လိုက်တယ်။ကြောင်းထွက်ခွင့်လျှောက်လွှာမှာတုံးကျင်ရဲ့ကြောင်းကျန်းဖတ်မှုလို့မြင်တဲ့အခါအိမ်ကန်းဆရာမကစိတ်ပူသွားတယ်။သူ့ရဲ့အသက်မွေးဝမ်းကြောင်းလမ်းကြောင်းကိုထိခိုက်မှာကိုသူကြောက်တယ်ထို့နောက်တောင်ကျန်သည်အိမ်ကန်းဆရာမ၏သားကိုပြောပြသည်။သူ့သားကသူ့လိုစော်ကားခံရရင်ဘာဖြစ်မလဲဟုဆိုသည်။တောင်ကျန်စကားကြောင့်အိမ်ကန်းဆရာမကိုဒေါသတကြီးဖြစ်စေခဲ့သည်။ချက်ချင်းဆိုသလိုပဲနာယီကိုချွတ်လိုက်ပြီးသားဖြစ်သူဘာဖြစ်သွားလဲတုံးကျန်ကိုမေးလိုက်တယ်ထို့နောက်အိမ်ကန်းဆရာမကဒေါင်ကျန်းမျက်နှာကိုပါရိုက်သည်သူ့ကိုရိုက်ရင်းနဲ့သူပြောခဲ့တဲ့စကားတွေကိုထပ်ခါပြောခဲ့ပါတယ်တခြားဆရာတွေကတားဖို့အကြံပေးပေမဲ့လုံးဝနားမထောင်ဘူးသူကဒေါင်ကျန်းရဲ့မျက်နှာကိုဇက်တိုက်ရိုက်တယ်ငြိမ်သက်သွားမှသာလျှင်ရက်လိုက်၏ရင်းကျင်ရဲ့အမေကသူ့သမီးရဲ့ဂုဏ်အတွက်ဒေါင်ကျန်းရဲ့အမေကိုတွားတွေးခဲ့ပါတယ်ဒေါင်ကျန်းထွက်ခွာခွင့်လျှောက်လွှာတွင်အကြောင်းပြချက်ကိုပြောင်းလဲနိုင်ပြီဟုသူမမျှော်လင့်ခဲ့သည်မမျှော်လင့်ပဲဒေါင်ကျန်းဤမိခင်သည်ထိုကဲ့သို့ငွေအမြောက်များကိုမြင်သောအခါမဆိုင်မတော့ဝမ်းသာအားရသဘောတူခဲ့သည်ဒေါင်ကျန်းငှားထားတဲ့အခန်းကိုပြန်ရောက်တော့အခန်းလွတ်တခန်းပဲကျန်တော့တယ်အိမ်ရှင်ကအခန်းပြန်ပေးလိုက်ပြီလို့ဒေါင်ကျန်းကိုပြောပြတယ်ထွက်ခွာခွင့်လျှောက်လွှာတင်ရခြင်း၏အကြောင်းရင်းကိုသူမသည်ဤတင်ယူမှုပတ်ဝန်းကျင်နှင့်လာရောညီထွေမဖြစ်နိုင်သောကြောင့်ဟုဒေါင်ကျန်းကမြင်သည်တောင်ကျန်ဟာသူ့မိကိုလုံးဝစိတ်ပြက်နေတာကြောင့်မြေကမ်းပါးကိုဝမ်းနည်းစွာသွားခဲ့တယ်။ဒါပေမဲ့ညစ်ရည်အေးကဒုံကျင်ရဲ့ဆန္ဒကိုဖျောက်ဖျက်ပစ်လိုက်တဲ့တေမာကိုမကြောက်ရင်တောင်သူလုံးဝမှာမဟုတ်ဘူးလို့သူမတွေးမိတယ်။ဒီလိုနဲ့နောက်နေ့မှာတော့တောင်ကျန်တယောက်တည်းအားကစားရုံကိုသွားခဲ့တဲ့ရင်းကျင်ဖွဲ့သည်အနိုင်ကျင့်ရန်ပြစ်မှတ်အသစ်ကိုလည်းတွေ့ရှိခဲ့သည့်တောင်ကျန်ကအဖွဲ့ထဲကတယောက်ချင်းစီရဲ့အိမ်မက်တွေကိုစည်ရင်းပြုစုခဲ့တယ်။ဆရာကပကြီးစရာဖြစ်ချင်တဲ့ရဲဂျန်ကကောက်ကွင်းကိုအမွေဆက်ခံဖို့အိမ်မက်ခဲ့ပြီးဟိုင်ဂျွန်ကလေရင်ပဲဖြစ်ချင်တဲ့နောက်တော့တောင်ကျန်ကရုံးကျင်ကိုမိခင်ကောင်းတယောက်နဲ့ဇနီးကောင်းတယောက်ဖြစ်ဖို့အိမ်မက်ကမေးခဲ့တယ်တောင်ကျင်ပြောပြီးတာနဲ့မရင်းချင်းတဲ့သူတွေချက်ချင်းရေမောလိုက်ကြတယ်ရုံကျင်ကတောင်ကျင်ရဲ့အိမ်မက်ကဘာလဲဆိုတာမေးတယ်တောင်ကျင်ကသူမရဲ့အိမ်မက်ကရုံကျင်လိုမျိုးတယောက်ဖြစ်ဖို့ပဲလို့ပြန်ပြောခဲ့ပါတယ်ဒီနေ့ကစပြီးတောင်ကျင်ရဲ့အိမ်မက်ကရင်းကျင်ပါတောင်ကျင်ကတေချာပေါက်ပြန်ဆောင်တွေးကြမယ်လို့ပြောခဲ့ပြီးတော့သူမဟာအလွန်ကြောက်စရာကောင်းတဲ့ပြုံးပြခဲ့ပါတယ်အနိုင်ကျင့်သူများသည်သူမကိုတခါမှမသိဘူးသလိုမယုံကြည်နိုင်စွာကြည့်နေကြသည်ထိုအချိန်မှစ၍တောင်ကျန်သည်မရက်မနာလှုပ်လာခဲ့သည်နေကင်းဘက်တွင်သူမသည်စက်ယုံတွင်အုပ်အုပ်သမားအဖြစ်လောက်ကင်သည်ညဘက်တွင်စင်ကြံရှိမိမိန်အောက်တွင်သူကိုယ်တိုင်အထက်တန်းကျောင်းကိုစာသင်သည်သူချေရာကတောင်ကြီးရဲ့လေးလာမှုကိုအနှောင့်အယှက်ဖြစ်မှကြောက်တဲ့စက်ယုံထဲမှာမိန်းကလေးတစ်ယောက်ရှိတာကြောင့်အိတ်ဆောင်ကိုပြန်ရောက်တိုင်းဖနှက်ချုပ်လိုက်တယ်နောက်ဆုံးမှာတော့တောင်ကြီးရဲ့စူးစမ်းအားထုတ်မှုကိုစုချခဲ့ပါတယ်သူမဆန္ဒအတိုင်းတက္ကသိုလ်ဝင်ခွင့်စာမေးပွဲကိုဖြေဆိုအောင်မြင်ပြီးနောက်ဘဝပန်းတိုင်ကိုအခြားတနေရာတွင်စတင်ခဲ့သည်ရန်ကျင်းနဲ့ဂျေဂျန်တို့ဟာတခြားသူတွေကိုမသိစေနိုင်တဲ့ဆက်ဆံရေးကိုထိန်းသိမ်းထားကြပါတယ်။ဂျေဂျန်ကသူတို့နှစ်ယောက်ရဲ့တသက်တာလုံးပျော်ရွှင်နိုင်မယ်လို့တွေးခဲ့တယ်။မထင်မှတ်ပဲရင်းကျင်ဟာမင်္ဂလာဝတ်စုံကိုသူညှပ်ထားပြီးဒေါ်ယုံဆိုတဲ့တတိနဲ့လက်ထပ်ခဲ့ပါတယ်။ရင်းကျင်ရဲ့ပျော်ရွှင်နေတဲ့မျက်နှာလေးကိုဂျေဂျန်ကမြင်လိုက်ရတော့အရန်ဒေါသထွက်သွားတယ်။ဒီလိုရေးကြည့်တဲ့အခိုက်အတန့်မှာတောင်းကျန်ပေါ်လာတာကိုမကူညီနိုင်ခဲ့ပါဘူး။ရင်းကျင်ပျော်ရွှင်မှုကိုသူမစိတ်ရင်းမှန်ဖြစ်ဆူတောင်းတော်လဲဘဝတွင်ပျော်ရွှင်မှုနှင့်ဝမ်းနည်းမှုများသည်အိမ်အောင်ရေးတွင်ရက်တက်မသွားပေ
ဆယ်နှစ်ကြာပြီးနောက်အနိုင်ကျင့်ကိုင်းအဖွဲ့ဝင်အားလုံးသည်ရင်းတို့၏အထက်တန်းကျောင်းအိမ်မက်များကိုဖြည့်ဆည်းပေးခဲ့သည့်ဆော်ရာသည်ကြော်ကြားသောပကြီးဆရာတဦးဖြစ်လာပြီးကျဲကြံသည်ကောက်ကွင်းကိုအမွေဆက်ခံကချမ်းသာလာခဲ့ပြီးဟိုင်ဂျုံတို့သည်တထေးကြီးမိသားစုနှင့်လက်ထက်ရန်နီလန်းများကိုအမြဲတွေးနေတော်လဲဟိုင်ဂျုံသည်လေရင်အမှုထမ်းတဦးဖြစ်လာခဲ့သည်ရင်းကျင်သည်စာမူကိုမြည်တို့ရေးရမည်ကိုမသိတော်လဲမိုးလေဝသအယ်ဒီတာဖြစ်လာပြီးဝန်ထမ်းတင်များကိုနှိမ်ချခဲ့သည်အထက်တန်းကျောင်းတုန်းကလည်းအနိုင်ကျင့်ခံခဲ့ရတဲ့မိုင်းယောင်တော်ဟာကျဲကျင်းရဲ့အနားမှာရှိနေစေဖြစ်ပြီးအလွန်ဆင်းရဲတဲ့ဘဝနဲ့နေထိုင်နေပါတယ်။တောင်းကန်သည်အသက်မွေးဝမ်းကြောင်းပြုကကလေးစားချေရန်ရန်ပုံငွေရှာရန်အတွက်တက္ကသိုလ်တွင်ကျောင်းတက်နေစဉ်နေရာများစွာတွင်တင် जा ပို့ချခဲ့သည်ဒီတစ်ခါတော့ဒုံကျင်းကယောက်ျားလေးကျောင်းသားအိမ်မှာကျူရှင်တက်တဲ့ကျောင်းသားကသူ့ရင်သားကိုပြရင်အမှတ်ကောင်းကောင်းရလိမ့်မယ်တဲ့ဘာပဲဖြစ်ဖြစ်သူ့အဆင့်တွေတိုးလာရင်ပတ်စံရလိမ့်မယ်လို့သူကမိုင်မဲစွာပြောခဲ့တဲ့တောင်းကန်သည်အလွန်တည်ငြိမ်နေသေးသည်ဒါကသူမအရင်ကကြုံဘူးတဲ့အရာတွေနဲ့ရှင်ရင်ဘာမှမဖြစ်ပါဘူးတောင်းကန်သည်ဖုန်းခေါ်တန်းကြားမှဖုန်းကိုထုတ်လိုက်သည်သူကကျောင်းသားရဲ့အမေကိုမေးတယ်ကျွန်တော်ကအားလုံးကိုမှတ်တမ်းတင်ထားတာသိတယ်မဟုတ်လားတိတ်တိတ်ဆိတ်ဆိတ်နေဖို့အမေကသူ့ကိုပေးဆောင်ဖို့အကြံပေးတယ်ကျောင်းသားကဆရာမဖြစ်ချင်ရင်ဒီလိုလုပ်ခွင့်ရှိမှာမဟုတ်ဘူးလို့အလင်းစလိုပြောခဲ့ပေမဲ့တောင်းကျန်ကသူမတကယ်ခွင့်မပြုဘူးလားလို့မေးတာကိုငြိမ်သက်တဲ့လေတံနဲ့ပြန်ဖြေခဲ့ပါတယ်ပြီးတော့ဆောင်မေးပွဲမှာကံကောင်းပါစေလို့ဆုတောင်းပြီးအိမ်ပြန်ခဲ့တယ်အိမ်ပြန်လန်းတွင်တောင်းကျန်ရုတ်တရက်မူလဲသွားသည်နိုးလာတော့ဆေးရုံတက်နေပြီးသူမနှင့်အတူဆေးရုံသို့ခေါ်ဆောင်သွားသူမှာဒရိုက်တာဤသားဖြစ်သူရေဂျုံဖြစ်သည်နှစ်ယောက်သားတစ်ယောက်ကိုတယောက်ကြည့်သောအခါရေဂျုံသည်သူမကိုဆွဲလန်းသွားခဲ့သည် FR ကိုဆွဲထုတ်လိုက်ချိန်မှာတော့သူမရဲ့လက်မောင်းမှာမီးလောင်တံရာကိုမတော်တဆတွေ့လိုက်ရပါတယ်တောင်းကျန်ကကြောက်လန့်ပြီးသူ့လက်စွပ်ကိုအမြန်ဆွဲချကလွယ်အိတ်ကိုဆွဲကင်ကထွက်သွားသည်ဆရာဝန်ကတောင်းကျန်ရဲ့ကျန်းမာရေးလက်မှတ်ယူလာပေမဲ့သူမမရှိတော့ပါရေကျုံကလက်မှတ်ကိုကြည့်ပြီးသူမပြင်းထန်စွာသွေးအားနည်းနေကြောင်းတွေးလိုက်ရသည်သူကသူမကိုဆေးစစ်ဖို့ပြန်လာစီချင်တာကြောင့်တောင်းကျင်းရဲ့အကြောင်းကိုလိပ်စာကနေတဆင့်သွားခဲ့တယ်ဒီအချိန်မှာတောင်းကျင်းကပြုံးပြီးသူ့စီလျှောက်သွားတယ်သူ့ကိုလွမ်းတယ်ထင်ပေမဲ့သူကသူ့ကိုစီနီယာလို့ခေါ်ပြီးအခြားကျောင်းသားစီလျှောက်သွားတယ်ရေကျုံရဲ့ထင်အောင်ထင်မှားဖြစ်လာပြီးဝမ်းနည်းစွာနဲ့သူထွက်သွားခဲ့တယ်ရန်ကျင်းနဲ့လက်ထပ်ပြီးနောက်မှာတော့သူမဟာဒေါ်ယုံနဲ့ပျော်ရွှင်စရာကောင်းတဲ့ဘဝလေးကိုပိုင်ဆိုင်ခဲ့ပြီးရီးစိုးလို့အမည်ပေးထားတဲ့ချစ်စပွဲသမီးလေးတဦးကိုမွေးဖွားခဲ့ပါတယ်။တရက်မှာတော့ဒေါ်ယုံကရင်းကျင်ကိုဟိုက်ဂျုံကသူတို့ရဲ့အထက်တန်းကျောင်းတက်တဲ့နေ့တွေအကြောင်းတခြားသူတွေကိုပြောပြဘူးတယ်လို့ရင်းကျင်ကိုပြောပြခဲ့ပါတယ်။ဒါကိုကြားတော့ရန်ကျင်ကသူ့ဇလန်းကိုစိတ်ပူပြီးမေးလိုက်တယ်။သူမသည်ဟိုက်ဂျုံ၏အနိုင်ကျင့်မှုအကြောင်းကိုအခြားသူများအားပြောပြမိကိုသူမအလွန်စိုးရိမ်ခဲ့သည်ဒါပေမဲ့ဒေါ်ယုံကဟိုက်ဂျုံကအဲ့ဒီတုန်းကသူမရဲ့အောင်မြင်မှုတွေအကြောင်းပဲပြောခဲ့တာလို့ပြန်ပြောခဲ့ပါတယ်။ရင်းကျင်ချက်ချင်းတက်ပြင်းချလိုက်သည်ဟိုင်ဂျုံဟာသူမရဲ့အတိတ်ကိုထုတ်ဖော်မပြဖို့တားဆီးဖို့အတွက်ရင်းချင်းနဲ့ဆာရာနဲ့ဟိုင်ဂျုံကိုတွေ့ဆုံဖို့ချက်ချင်းချင်းဆိုခဲ့ပါတယ်။ဟိုင်ဂျုံရဲ့မိသားစုကအဆင်မပြေဘူး။သူမိဘတွေကအတုညလျှော်ဆိုင်ဖွင့်တဲ့ဟိုင်ဂျုံဒီဖောက်တယ်များလျှော်ရန်ပေးပို့သောအဝတ်စားများကိုမကြာခဏတိတ်တဆိတ်တုံညလက်ထားသည်။ဒီတစ်ခါမှာတော့သူမနဲ့လိုက်ဖက်မှုမရှိတဲ့ဈေးကြီးတဲ့တုံညဆုံကိုရွေးချယ်ခဲ့ပါတယ်။ဆိုရာဒီတောင်းကျန်အတွက်မဟုတ်ပါကဟိုင်ဂျုံဒီအနိုင်ကျင့်ခံရပြီးမိရှုခံရမည်ကိုသတိပြုမိရန်သူမအားပုံမသတိရှိရန်သတိပေးခဲ့သည်ယွန်းကျင်ကတခြားသူတွေရှေ့မှာသူတို့ရဲ့အထက်တန်းကျောင်းတက်ချိန်တွေကိုမဖော်ပြဖို့သတိပေးခဲ့ပါတယ်ဟိုင်ဂျုံကသူမမူမီဟုထင်ထားတော်လဲသူမသည်ဆိုရာနှင့်ယင်းကျင်တို့နှင့်ယင်းဒီကြောင်ပြသရန်သူမ၏ဖုန်းကိုထုတ်ကာဆိုရှယ်မီဒီယာတွင်တင်ခဲ့သည့်ထူးဆန်းတာကယွန်းကျင်လက်ထပ်ပြီးတဲ့နောက်မာတောင်းချင်းကရင်းချင်းရဲ့ခင်ပွန်းဒေါ်ရောင်ရဲ့နောက်ကိုလိုက်ဖို့ပြစ်မှတ်တစ်ခုရှိခဲ့ပါတယ်ဒေါ်ရောင်ကကောက်ကိုတကယ်ကြိုက်ကြောင်းတောင်းချင်းကတွေ့ရှိခဲ့ပြီးသူမကိုယ်တိုင်ကောက်ကိုစတင်လေ့လာခဲ့ပါတယ်အဖိုးကိုစော့ကစားဖို့ပန်းချံကိုသွားခဲ့တယ်သူမထွက်ခါနီးတွင်ရေကြောင်းနှင့်တွေ့သည်စကားပြောပြီးနောက်ရေကြောင်းကသည်သူမ၏ဆရာလုပ်ရန်စေတနာဝန်ထမ်းလုပ်ခဲ့သည်ကျူရှင်ဆရာလုပ်ရတဲ့အတွက်ပန်းချံတွေကတစ်ပင်ကြီးအောက်မှာညဘက်တွေမှာအတူတူကစားကြတယ်ဖြတ်တန်းသွားသောရာသီများကိုအတူတူကြည့်ကြသည်နှုတ်ဆက်ပွဲနေရောက်လာပြီးတောင်းချင်းကရေကြောင်းကိုကလည်းစားချေဖို့လိုတာကြောင့်သူမမလာတော့ဘူးလို့ပြောခဲ့ပါတယ်တောင်းချင်းရဲ့ကလေးစားချေမှုလမ်းကြောင်းဟာသူမတင် जा ရေးပွဲကိုရရှိပြီးကတည်းကတရားဝင်စတင်ခဲ့တာဖြစ်ပါတယ်။သူမရဲ့ရည်ရွယ်ချက်ကတော့ညွန့်ကျင်အရန်ကုန်ယူရတဲ့သမီးရင်းကျင်ကိုတောင်သူ့ဘေးမှာဘယ်သူမှမရှိအောင်လုပ်ဖို့ပါပဲတောင်းချင်သည်။ကျဲကြံဒီအမှတ်တစိတ်ပါစတိုးဆိုင်တွင်ရက်တန့်ပြီးမိုင်းရန်ကုန်ကိုတွေ့ဆုံရန်ဖနက်ဝယ်ရန်အကြောင်းပြချက်ကိုအသုံးပြုခဲ့သည်။မိုင်းရန်ကုန်သည်ရဲကြံကိုမကျေနပ်ကြောင်းသူမသိသောကြောင့်သူမနာကျင်မှုကိုအခွင့်ကောင်းယူခဲ့သည်။သူမရဲ့ရည်ရွယ်ချက်ကတော့ဂျေဂျန်နဲ့သူ့ရဲ့ဆက်ဆံရေးကိုတမင်တကလန်းခွဲဖို့ပါပဲဒီຢာတွေအားလုံးကိုမိုင်းရောက်တော့ပိုင်မယ်လို့မျှော်လင့်ကြောင်းတောင်းကျင်ကပြောပါတယ်စမတ်ကြဟန်ဆောင်ရန်သူမအားပြောခဲ့တော်လဲတောင်းကျင်သည်တုံ့လို့ပွဲသတင်းချို့ကိုသိရှိခဲ့ရကြောင်းတမင်တကာဖွင့်ဟခဲ့သည်သတင်းကအရန်စိတ်လှုပ်ရှားနေတာကြောင့်မိုင်းရောက်ကိုဟာသူမရဲ့ထောင်ချောက်ထဲကျသွားတယ်ထိုအချိန်တွင်အင်ချန်မြေပွဲစားတဦးကဖုံးဆက်ပြီးတောင်းကျင်လိုချင်သောတိုက်ခန်းတွင်လစ်လက်သောအခန်းရှိသည်ဟုပြောသည်ရင်းချင်းရဲ့မျက်နှာချင်းဆိုင်ကအိမ်ဝယ်ပြီးစာချုပ်ချုပ်လိုက်တဲ့တောင်းကျင်သည်ရင်းချင်း၏အိမ်စီသို့လှမ်းကြည့်လိုက်သောအခါသူမ၏လက်မောင်းပေါ်ရှိအမာရွတ်သည်ပို၍ရားရန်လာသည်ဆမ်မီယောင်စစ်တီမူလာတန်းကျောင်းတွင်ဆရာတယောက်ဖြစ်လာရန်တောင်းကျင်သည်လုပ်ငန်းစုကြီးဥက္ကဋ္ဌနှင့်ပတ်သက်သောအချက်အလက်များကိုစတင်စုဆောင်းခဲ့သည်အထောက်အထားအတွက်အမိုက်ပုံးများကိုဖောက်ထွင်းနေစဉ်အယုံနံအမည်ရှိအိမ်ကူတဦးမှရှာဖွေတွေ့ရှိခဲ့သည်တောင်းကျင်သည်စောင့်ကြည့်ခြင်းကိုရှောင်ရှားခဲ့တော်လဲလွန်ခဲ့သည့်6လကသူမ၏တပ်ပုံများရှိခဲ့ကြောင်းဟိုင်ယွန်နန်ကပြောကြားခဲ့သည်တောင်းကျင်ကသူမကိုဖော်ထုတ်ခံရတယ်လို့ထင်ခဲ့ပေမဲ့မထင်မှတ်ပဲဟိုင်ယွန်နန်ကသူ့အနားကိုလာကျင်ခဲ့တယ်ဟိုင်ယွန်နန်ကတောင်းကျင်ကိုအကူအညီတောင်းပြီးငါခင်ဘုံကိုတတ်ဖို့တောင်းကျင်သည်အလွန်အံ့ဩသွားသည်
ဟာယွန်းနန်ဟာအချိန်တော်ကြာအလွဲသုံးစားလုပ်ခံခဲ့ရတာကိုတွေ့ရတယ်ခင်ပွန်းဒီကသူမကိုသာမကသမီးကိုပါရိုက်သည်မိခင်နဲ့သမီးတို့သည်အလွန်တနာစရာကောင်းပြီးဟာယွန်းနန်၏အခြေအနေကိုမြင်လျင်တောင်ကျန်ကကူညီရန်ဆုံးဖြတ်ခဲ့သည်ရင်းချင်းနှင့်ဂျေဂျန်တို့ကိုခြေရာခံနိုင်ရန်ကူညီပေးနိုင်မည်ဟုမျှော်လင့်ကသူမစုဆောင်ထားသောတပ်ပုံနှင့်အချက်လက်များကိုဟာယွန်းနန်ကိုပေးခဲ့သည်ထို့ကြောင့်လက်စားချေအဖွဲ့ကိုတရားဝင်ဖွဲ့စည်းခဲ့သည်တောင်ကျန်တယောက်တည်းမတိုက်တော့ဘူးဟာယွန်းနန်သည်ရင်းကျင်အဖွဲ့ကိုပုံမှန်လိုက်နာခဲ့သည်တနေ့တွင်ရင်းကျင်သည်သမီးဖြစ်သူအားမျက်စိဆေးရုံသို့ခေါ်ဆောင်သွားသည်ကိုမတော်တဆတွေ့ရှိခဲ့သည်ဒါကတုံးကျန်အတွက်အမှတ်ရစရာဖြစ်စေတယ်။ကျောင်းပြန်ရောက်တုန်းကယောက်ျားလေးကျောင်းသားတစ်ယောက်ကဂျန်ဂျန်ကိုအယောင်ကန်းလို့လှောင်ပြောင်ခဲ့တယ်။နောက်ဆုံးတွင်ထိုကျောင်းသားသည်တေလူနီးပါးရိုက်နှက်ခံခဲ့ရပြီးမာယောင်ကိုသည်ရဲဂျန်ကိုအချိန်မီတားဆီးနိုင်သောကြောင့်လူတက်မှုကိုရှောင်ရှားနိုင်ခဲ့သည်အခြားတိုးတက်မှုတစ်ခုတွင်ဒေါ်ယုံသည်သူ၏စွမ်းရည်များကိုမြင့်တင်ရန်ဂကလောက်သို့မကြာခဏသွားရောက်ခဲ့သည်ဂိမ်းတစ်ခုကိုအာယုံဆိုင်နေစဉ်အနီးနားရှိအတန်တစ်ခုကသူ့ကိုဆွဲဆောင်သွားခဲ့သည်သူရှိအမျိုးသမီးသည်ဆွဲမက်ွယ်ကောင်းသောကိုစွမ်းရည်ကိုပိုင်ဆိုင်ရုံသာမကမြင်မရတဲ့စတိုင်ခံစားမှုကိုလည်းပိုင်ဆိုင်ထားပါတယ်ဒေါ်ယုံသည်ဒုံကျင်းကစားပုံကိုကြည့်ရန်အာယုံဆိုင်ရန်လူအုပ်စီသို့ရွှေ့လိုက်သည်ဒုံကျင်းကသူ့ပြိုင်ဘက်ကိုထွက်လန်းမရှိဟုပြောခဲ့သည်အခုရှုံးရင်10နယ်မြေဆုံးရှုံးမယ်သူမ၏ပြိုင်ဘက်ကသူမ၏စကားများကိုဘိုးအဖွဲ့နှင့်နိုင်ရှုကာသူမမှန်သည်ကိုသိရှိပြီးအချိန်တိုအတွင်းပွဲကိုရှုံးနိမ့်ခဲ့သည်တောင်ကျင်စစ်တူရင်ကျွမ်းကျင်မှုနှင့်အသိပညာသည်ဒိုးယုံ၏အာယုံကိုအောင်မြင်စွာဖန်ဆားနိုင်ခဲ့သည်အိမ်ပြန်ရောက်ပြီးနောက်ဒိုးယုံသည်သူမ၏ဂိမ်းကိုပြန်လည်ကစားခဲ့သည်သူမသည်အစကတည်းကအနိုင်ယူနိုင်ခဲ့သည်ကိုသူနားလည်ခဲ့တော်လဲပြီးရန်အချိန်တော်ကြာအောင်စောင့်ခဲ့ရသည်သူနားမလည်နိုင်သောလုပ်ရက်တစ်ခုဖြစ်သည်ယွန်းကျင်ကသူ့ကိုလေးလေးနက်နက်တွေးပြီးကလက်ကလူအကြောင်းမေးတယ်ဒိုးယုံကသူ့ကျမ်းမာရေးကိုမကောင်းတဲ့အခါဘာကြောင့်စစ်လိတ်တောက်တာလဲလို့မေးတယ်စီကရက်ကိုရှင်းရှင်းလင်းလင်းမကြိုက်တဲ့သူကစစ်လိတ်တောက်တဲ့အမျိုးသမီးနဲ့လက်ထပ်ခဲ့တာဘာကြောင့်လဲလို့မေးခွန်းထုတ်ခဲ့ပါတယ်။ရင်းကျင်အားစိတ်ကျဉ်တဲ့စီသည့်အဖြေကိုပေးခဲ့သည်။သူမသည်လှပပြီးစိတ်ဝင်စားစရာကောင်းသောကိုယ်ရည်ကိုယ်သွေးရှိသောကြောင့်ဖြစ်သည်။ကလပ်မှထွက်ခွာပြီးနောက်တောင်းကျန်သည်ကျူရှင်ကိုစတင်ခဲ့သည်။ဟိုင်းရင်နန်ရဲ့သမီးကိုကျူရှင်ဆရာစီသွားရင်းရထားပေါ်မှာရေကြုံနဲ့တွေ့ခဲ့ပါတယ်။ရေကြုံသည်လူမားသည်ကိုမြင်ပြီးဟုတွေးကာစိတ်ရှုပ်သွားသည်။ဆောင်မေးပွဲအောင်ပြီလားဟုမေးသည်ဟုတ်တယ်လို့ပြောပြီးချီးကျူးတယ်နှစ်ပေါင်းများစွာမတွေ့ခဲ့ကြတော့လဲရေကြုံသည်စစ်တပ်တွင်အမှုထမ်းခဲ့ကြောင်းတောင်းကျန်သည်ပန်းချံမှသိရှိခဲ့သည်လမ်းခွဲမစခင်ရေကြုံကသူ့ကိုအဆက်အသွယ်မပြတ်ဖို့မျှော်လင့်ပြီးသူ့လုပ်ငန်းကတ်ကိုပေးခဲ့တယ်။တောင်းကျင်အိမ်ပြန်ရောက်သောအခါတွင်သူမသည်အခန်းငှားပြီး6လကြာအောင်ဗလာကျင်းထားရသည့်အကြောင်းရင်းကိုသိကျင်နေသောသူ့အိမ်ရှင်နှင့်တွေ့ဆုံခဲ့သည်။တောင်းကျန်ကသူမကိုဆီယာမအဖြစ်လက်မခံရသေးတော့လဲစ조사နေစေဖြစ်ကြောင်းရှင်းပြခဲ့သည်။ထို့နောက်သူမမေးကိုစစ်ဆေးကြည့်ရာဟာယန်နန်ထံမှအရေးကြီးသော message တစ်ခုကိုတွေ့ရှိခဲ့သည်။ဗီဒီယိုတစ်ခုတွင်ဟာယန်နန်သည်ကျောင်းဖို့အဖွဲ့ဥက္ကဋ္ဌသည်ငင်း၏ရင်မောင်းနှင့်လှိုးဝက်ဆက်ဆံရေးရှိနေကြောင်းတွေ့ရှိခဲ့သည်။တောင်းကျန်သည်စောစောကအမိုက်ပုံးထဲတွင်သူမတွေ့ခဲ့သောစုပ်ပြဲနေသောဆေးတစ်တာကိုသတိရသွားသည်နောက်ဆုံးတော့ဥက္ကဋ္ဌကရင်မောင်းနှင့်ပိုင်ဆိုင်မှုကိုဘာကြောင့်ခွဲဝေပေးခြင်းလဲဆိုတာကိုသူမနားလည်သွားပါတယ်သူမသည်မူလာတန်းကျောင်းတွင်တင်ကြားခွင့်ရရန်ဥက္ကဋ္ဌအားချင်းချောက်ရန်ဤအချက်လက်ကိုအသုံးပြုခဲ့သည်ထို့ကြောင့်တောင်းကျန်သည်ရင်းကျင်ဤသမီးအတွက်အိမ်ကန်းဆရာမဖြစ်လာခဲ့သည်ဒီနေ့မှာတော့ရင်းကျင်ဟာ excellent student စုကိုလက်ခံရယူဖို့သူမရဲ့ကျောင်းဟောင်းကိုပြန်လာခဲ့ပါတယ်။တောင်းကျန်သည့်အဖွဲ့အစည်းသို့လျှောက်လာသည်သူမအားအနိုင်ကျင့်သောကျောင်းသားများသည်ထူးချွန်သူများဟုသတ်မှတ်ခံရပြီးကြီးပြင်းလာရခြင်းမှာခါတီးသောထိတ်ငေါ့စရာပင်တောင်းကျန်ကရင်းကျင်ကိုစင်ပေါ်မှာကြည့်ပြီးကျင်းလောင်စွာအော်ဟစ်ချီးမွမ်းလိုက်ပါတယ်။အနိုင်ကျင့်သူများသည်သူမ၏အယူအပြုမှုကိုမယုံကြည်ဘဲကြည့်နေကြသည်အခမ်းအနားပြီးမှာတော့ရင်းကျင်ကဒုံကျင်ကိုပါရိုက်ပြီးသူမရဲ့ရည်ရွယ်ချက်ကိုမေးမြန်းခဲ့ပါတယ်။ရင်းကျင်အထက်တန်းကျောင်းအိမ်မက်ဂုံတိတ်ခါရှိသောအလုံးနှင့်အရေးချင်းရှိသောခင်ပွန်းကိုတတိယဆဲဖြစ်ကြောင်းတောင်ကျန်ကမှတ်ချက်ပြုခဲ့သည်။ရင်းကျင်နှစ်ယောက်စလုံးအောင်မြင်ခဲ့တာရှင်းပါတယ်။တောင်ကျန်ကသူတို့ရဲ့နှစ်ရှည်လများချစ်ကြည်ရင်းနှီးမှုကိုနှောင်ပြောင်မှတ်ချက်ပေးခဲ့ပါတယ်။ဂျေဂျန်ကဒုံကျင်ရဲ့ဘဝဟာအထက်တန်းကျောင်းတက်တုန်းကထက်အခုပိုစိတ်ဝင်စားပုံရပြီးနှောင်ပြောင်တဲ့လေတံနဲ့တုတ်ပြန်ခဲ့ပါတဲတောင်ကျင်ကရင်းကျင်ကသူမကိုအချိန်တိုင်းစောင့်ကြည့်နေပြီးဒေါသတကြီးနဲ့အနိုင်ကျင့်သူတွေကိုထားခဲ့မယ်လို့ပြောခဲ့ပါတယ်။ပြန်လည်ပေါင်းစည်းပြီးနောက်ရင်းကျင်သည်တောင်ကျန်ကိုစုံစမ်းစစ်ဆေးရန်အမိန့်ပေးခဲ့ပြီးသူမ၏စုံစမ်းစစ်ဆေးရေးမှုသည်တောင်ကျန်ဘက်မှအချိန်တော်ကြာအောင်ရှိနေခဲ့သည်ကိုမသိခဲ့ပေနောက်ပိုင်းတွင်ရင်းကျင်၏သမီးကြီးဆိုသည်သူမ၏ဆရာဟောင်းမှနှုတ်ထွက်ပြီးဆရာမအသစ်သည်ကျင်နာတက်ပြီးရင်းကျင်၏တငယ်ချင်းဖြစ်ပုံရသည်ဤစောကဆရာမကတောင်ကျင်ဖြစ်ကြောင်းထုတ်ဖော်လိုက်သောအခါရင်းကျင်သည်သူ့သမီးကိုအကြမ်းဖက်မိကိုစိုးရိမ်သဖြင့်ရင်းကျင်ထိတ်လန့်သွားသည်ကျောင်းမှာတွေးကြတော့ကရုံးကျင်ကသူမဟာထောင်ချောက်ထဲကျသွားခဲ့ပေမဲ့တောင်ကျင်ကိုအထင်သေးပြီးလူလန်းစားနေပါတဲ့ဘဝကိုဖျက်ဆီးတင်တယ်လို့ပြောခဲ့ပါတယ်တောင်ကျင်ကသူမရဲ့လမ်းကြောင်းကခက်ခဲနေချိန်မှာလူဆိုးတွေကိုအပြစ်မတင်ခင်မှာသူမမသိနိုင်ဘူးလို့တုံ့ပြန်ခဲ့ပါတယ်ရင်းကျင်ထွက်ခွာသွားစဉ်တွင်သူမ၏အထက်တန်းကျောင်းရှိအိမ်ခန်းဆရာမကွယ်လွန်သွားကြောင်းသတင်းကိုရရှိခဲ့သည်ဤရာသည်ဒေါန်ကျင်အစီအစဉ်၏တစိမ့်တစ်ပိုင်းဖြစ်ကြောင်းသူမသဘောပေါက်ခဲ့သည်လွန်ခဲ့သည့်ရက်အနည်းငယ်ကတုံပြန်သည်2004ခုနှစ်တွင်နှုတ်ထွက်ခဲ့သောကျောင်းသားအဖြစ်သူ့ကိုယ်သူပန်းများကင်ဆောင်ကဆရာမဟောင်းထံတွားရောက်တွေ့ဆုံခဲ့သည်ဆရာမကအံ့ဩသွားခဲ့သည်ဒေါန်ကျင်ဟာသူ့ကျောင်းမှာအကြီးတန်းတစ်ယောက်နဲ့လည်းကြုံတွေ့ခဲ့ရပြီးသူကဆရာသားဖြစ်ကြောင်းသိလိုက်ရပါတယ်သူမသည်သူ၏အတိတ်ပြုမှုနှင့်ပတ်သက်ပြီးသူမ၏ရခင်ညှဉ်းပန်းနှိပ်စက်သူဟောင်းကိုရင်ဆိုင်ရန်ရည်ရွယ်ချက်ရှိဖြင့်သူ့ထံချင်းကပ်ခဲ့သည်